စိန်ကြီးရိုနယ်တို့ရဲ့မထင်မှန်ထားလောက်အောင်ခန်းသားလုံးနဲ့ကြွယ်ဝချမ်းသာမှုများပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာရွှေရိုး iPad ခွန်ရှိကောအွန်လိုင်းအချင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခရစ္စတီယာနိုနယ်တို့ဟာဘောလုံးသမားတွေတဲလောက်ခလာစာအများဆုံးကစားသမားဖြစ်ပါတယ်အသက်ရှူတိုင်းမွေးနေတော့လည်းဝေနေသူဖြစ်ပြီးကွင်းတွင်းနေမကကွင်းပြင်ပမှာပါဒိဋ္ဌိကျန်အောင်မြင်မှုတွေကိုပိုင်ဆိုင်ထားသူပါရိုနယ်ဒိုဟာပြီးခဲ့တဲ့နှစ်ကလည်းဒူဘိုင်းမှာရှိတဲ့ဘီလီယံနာကျွန်းမှာအင်မတန်ကြီးမားတဲ့အင်ဂျီတစ်လုံးကိုဝယ်ယူခဲ့တယ်လို့သိရပါတယ်အိုင်နဆာအသင်းရဲ့စူပါစတာကြီးရိုနယ်ဒိုဟာအသက်အရွယ်အားဖြင့်39နှစ်ကျော်40နာနီးနေပြီဆိုပေမဲ့ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကိုပြသထားနိုင်တုံးပဲဖြစ်ပါတယ်။ရိုနယ်ဒိုဟာအန်နဆာအသင်းမှာဒီနှစ်လောက်ကာလစာပေါင်185တန်းထိရရှိနေသူဖြစ်ပါတယ်။ဘုံပရက်စ်သတင်းဌာနရဲ့ဖော်ပြချက်အရဒူဘိုင်းမှာဘီလီယံနာကျွန်းလိုလူသိများတဲ့ဂျမရီဘေးကျွန်းမှာရိုနယ်ဒိုဟာအိမ်လုံးကိုဝယ်ယူခဲ့တာပါ။ဘီလီယံနာတွေသာနေထိုင်နိုင်တဲ့ကျွန်းဖြစ်တဲ့အတွက်အဆိုပါအိမ်ကြီးဟာပေါင်ပေါင်းမီလီယံနဲ့ချီပြီးတော့တန်ကြီးရှိတာဖြစ်ပါတယ်။ဘီလီယံနာကျွန်းဟာ2019ခုနှစ်ကမှအင်အားတွေဝယ်ယူခွင့်ပြုခဲ့တာဖြစ်ပါတယ်။ရိုနယ်ဒိုဝယ်ယူခဲ့တဲ့အိမ်ချမ်းမြေမီတာပေါင်း3000ကျယ်ဝန်းပြီးအိမ်ခန်းစုစုပေါင်း6ခန်းထိပါရှိတာပါ။ကိုပိုင်ကန်းချီလည်းပါတယ်လို့ကား9စီးလည်းပါကင်ထိုးလို့ရတဲ့ရှုံးလည်းပါရှိရဖြစ်ပါတယ်။ဒါအပြင်ကိုပိုင်စပါလည်းရှိပြီးဒူဘိုင်းမြို့ရဲ့မြို့လယ်ကောင်မြင်ကွင်းကိုအတိုင်းသားမြင်တွေ့ရနိုင်တဲ့ရေကူးကန်လည်းပါရှိပါတယ်။ရိုနယ်ဒိုဟာဆိုပါအိမ်မှာအမြဲတမ်းနေမှာမဟုတ်ပဲရန်ဖန်ရန်ကာမသာအတူနေချစ်သူဖြစ်တဲ့ဂျော်ဂျီနာရိုဒီကွန်းနဲ့အတူသွားရောက်အပန်းဖြေမှာဖြစ်ပါတယ်။ငယ်စဉ်ဘဝကဆင်းရဲခဲ့ပေမဲ့ရိုနယ်ဒိုဟာလက်ရှိအချိန်မှာတော့တိုင်းတာလို့မရနိုင်လောက်တဲ့အထိကျွယ်ဝချမ်းသာနေသူပါ။သူဟာအန်နဆာအသင်းကနေရရှိတဲ့လောက်ခလာစာတွေအပြင်ကိုပိုင် brand ဖြစ်တဲ့ CR7 ကနေလည်းဘောလုံးကန်ဖနက်အမျိုးသားအသုံးဆောင်ပစ္စည်းရေမွေးအစရှိတဲ့ပစ္စည်းတွေကိုလည်းထုတ်ဝေထားသူဖြစ်ပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Instagram နဲ့ Facebook တို့မှာလည်း post တင်တိုင်းတန်းနဲ့ချီစပွန်ဆာငွေကြေးရရှိသူပါ။သူရဲ့ YouTube channel ကနေလည်းနေ့စဉ်ဝင်ငွေတွေတောက်လည်းရနေသူဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကပဲရိုနယ်ဒိုဟာ Binance နဲ့မီလီယံချီစာချုပ်ချုပ်ခဲ့ပါသေးတယ်။ဘောလုံးတော်9ဆုရှင်ရိုနယ်ဒိုဟာဒေါ်လာတန်း80တန်နဲ့ gas string အမည်ရှိကိုပိုင်ချက်လျင်ကိုပိုင်ဆိုင်ထားပါသေးတယ်။အဆိုပါလေမှာလူပေါင်း80စီးလို့ရပြီးရိုနယ်ဒိုဟာ Saudi Arabia ကနေပေါ်တီကိုပြန်တိုင်းစီးသလိုအမေရိကနဲ့စပိန်ကိုလည်းတွားရင်စီးတက်တာဖြစ်ပါတယ်။လူပိုင်း80ကျော်ဆန့်ပေမဲ့လေရင်ပေါ်မှာလေရင်အဖွဲ့ဝင်နဲ့ရိုနယ်ဒိုတို့မိသားစုဝင်တွေကစီးနေရတာပါ။နာမည်ကျော် celebrity မှန်ရင်ကိုပိုင်ဇိမ်ခံသင်းမောရှိတယ်ဆိုတဲ့အတိုင်းရိုနယ်ဒိုမှလည်းရှိပါတယ်။ရိုနယ်ဒိုဟာယူရို6တန်းတန်ပေ90ရှိလေရတဲ့ Azumis Grandi Matri 27အမည်ရှိဇိမ်ခံသင်းမောကိုပိုင်ဆိုင်ထားပါတယ်။သင်းမောမှာအိတ်ခမ်း6ခန်းပါဝင်ပြီးရိုနယ်ဒိုဟာမိသားစုနဲ့အားလျက်ခီးတွေမှာအသုံးပြုတတ်တာပါ။ရိုနယ်ဒိုရဲ့ Instagram အကောင့်မှာလည်းအမြဲတမ်းတင်နေရှိတဲ့သင်းမောကအဆိုပါသင်းမောဖြစ်ပါတယ်။ရိုနယ်ဒိုကကားတွေစုဆောင်းရတာကိုဝါသနာပါပါတယ်။ကမ္ဘာပေါ်မှာအရှားပါဆုံးကားမျိုးစားများစွာကိုသူ့ကားကိုယ်တော်ထဲမှာထည့်သိမ်းထားတာဖြစ်ပါတယ်။အဲဒီကမှဈေးကြီးဆုံးကဘူကာဒီစင်တိုဒင်စင်ကားပဲဖြစ်ပါတယ်။ကားတန်ကြီးကယူရို8တန်းရှိတာဖြစ်ပါတယ်။ဒီကားဟာ limited edition ဖြစ်ပြီးကမ္ဘာပေါ်မှာ10စီးပဲရှိတာပါ။မြင်းကောင်ရင်အား1600ရှိပြီး2.4စက္ကန့်မှာမိုင်ပေါင်း60အထိပြေးနိုင်တာဖြစ်ပါတယ်။ရိုနယ်ဒိုဓာတ်ပုံနေတင်တဲ့အခါသတိထားကြည့်မယ်ဆိုရင်သူ့ရဲ့လက်ကောက်ဝတ်မှာစိန်နာရီဝတ်ဆင်ထားတာကိုသတိထားမိမှာပါ။ရိုနယ်ဒိုဟာကားတွေစုဆောင်းရတာကိုဝါသနာပါသလိုနာရီလည်းအမျိုးမျိုးစုဆောင်းရတာဝါသနာပါပါတယ်။နိုင်မှာစိန်ပေါင်းများစွာပါပြီးနိုင်ရဲ့တန်ကြီးကပေါင်9,900,000ရှိတာပါ။ဒါတွေမက